အားလုံးပဲမင်္ဂလာပါရှင်ရတာဂျပန်နီ language center မှာကြိုဆိုပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့ N3 သမားတွေအတွက် star ပုံစံဖြည့်ပုံဖြည့်နည်းစဉ်းစားပုံစဉ်းစားနည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ် N3 ပဲဖြစ်ဖြစ်ဘယ် level ပဲဖြစ်ဖြစ်တော့ star ပုံစံဆိုတာက pattern ရတော့လက်ကောင် particle ရတော့လက်ကောင်ဝါကျတိဆောက်ပုံအရတော့လက်ကောင်တွဲလုံးရှာနေခြင်းတစ်မျိုးပါပဲအဲ့တော့တင်းနဲ့သုံးလေးထဲမှာတွဲလို့ရတဲ့အရာလေးတွေပါသလားကွက်လက်ရဲ့အရှိနဲ့အနောက်မှာတွဲလို့ရတာလေးတွေပါသလားဆိုတာကိုလိုက်ပြီးကြတော့ကြည့်ရတာပါပဲကဲဟုတ်ပြီဒါဆိုရင်စပြီးတော့ကြည့်ကြည့်ရအောင်ဝါဂျာကကွက်လက်၄ခုနဲ့စလိုက်တယ်ပြီးတော့ကော်မာကုတ်လိုက်တယ်ပြီးရင်ဒိုနိုဖုခုမို့ဘယ်ဝစ်စားပဲဖြစ်ဖြစ်ကတော့ရဆွေဈေးချိုပါတယ်တဲ့ကဲဒါဆိုရင်1နဲ့3လေးကိုလိုက်ပြီးတော့ကြည့်ကြည့်ရအောင်နင်းခီကာအာရုဆိုတာကတော့ popular ဖြစ်တဲ့လူကြိုက်များတယ်ဆိုတဲ့အဓိပ္ပာယ်သူ့ကို N5 ကလေးကတွေ့ရတဲ့ပုံစံကတော့နေပယ်နီနင်းခီကာအာရုဆိုတဲ့ grammar pattern လေးပါနေပယ်နီနင်းခီကာအာရုကားစိန်နီနင်းခီကာအာရုဆိုရင်ចောင်းသားတွေကြားထဲမှာ popular ဖြစ်တယ်ဆိုတာလိုမျိုးပေါ့နော်အဲ့တော့ဆိုလိုတာကနေပယ်နီဆိုတဲ့စကားစုလေးကတော့နင်းခီကာအာရုနဲ့တွဲလေးရှိတယ်ဒါကြောင့်နေပယ်နီဆိုတာလေးများပါရင်တည့်ရဲ့အရှိမလာပြီးတော့ကတ်ပေးရမယ်နံပါတ်2ကတော့ဝါကာဟီတိုနီဆိုတော့လူငယ်တွေကြားထဲမှာလူငယ်တွေမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့လူငယ်ဆိုတဲ့နယ်ပယ်ရဲ့အနောက်ကနေပြီးတော့ပါတီကယ်နိရဲ့ဆိုတော့နယ်ပယ်နိနင်ခိကာအာရုဆိုတဲ့ pattern အနေနဲ့နှစ်တစ်တွဲလို့ရသွားပါပြီ။ကဲဟုတ်ပြီဒါဆိုဝါကိုင်းတုန်နိနင်ခိကာအာရုဆိုရင်ဘာနဲ့ဆုံးလဲအာရုနဲ့ဆုံးတယ်အာရုဆိုတာကတော့တနည်းအားဖြင့် plain ဖောင်ပဲ plain ဖောင်ဆိုတာကကြောင့်ဝက်ကြရဲ့အဆုံးသက်တွေမှာနေရာယူတယ်အဆုံးသက်အနေနဲ့လည်းသုံးလို့ရတယ်။နောက်ထပ်တစ်ခုကတော့အဆုံးသက်အနေနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့တို့ကဝက်ကြရဲ့တခြားနေရာတွေမှာတွေ့နေရပြီဆိုရင်သူ့ရဲ့အနောက်မှာကနောင်တော်၎င်း grammar pattern တွေတော်၎င်းလာနိုင်ပါတယ်။ဒါကြောင့်မလို့အာရုရဲ့နောက်ကနေနောင်တော့မဟုတ် grammar pattern တွေလာပြီးတော့ဆက်ပေးရပါမယ်။နံပါတ်3ကတော့အာတဲ့ဆိုတာကအာရုအာလီမတ်ကနေလာတဲ့တဲ့ခေးကြီးဒီအရှိကကြီးလျှော့ခေးအနောက်ကတဲ့ခေးဆိုပြီးကတ်ပြီးတော့သုံးလို့ရသလားမရဘူးလေနော်။ဒါကြောင့်မလို့တော့အာရုရဲ့နောက်ကနေအာတဲ့တော့ကတ်လို့မရတော့ဘူး။နံပါတ်4ကတော့မိဆဲဒါခဲမိဆဲဆိုတာကနောင်နဲ့စနေတယ်ဒါကြောင့်နောင်နဲ့စရဲ့နံပါတ်4ကအာရုလို့ခေါ်တဲ့ plain ဖောင်ရဲ့အနောက်ကနေပြီးတော့လာပြီးတော့ကတ်လိုက်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်မိဆဲကိုတို့ကလာပြီးတော့ထူပြလိုက်တာပါလူငယ်တွေကြားထဲမှာနာမည်ကြီးတဲ့ဆိုင်ဆိုတဲ့အဓိပ္ပာယ်အေးဟုတ်ပြီအဲ့မှာနောက်ကနေပြီးတော့အသက်ကဘယ်လိုက်ပြီးတော့ထားရမလဲမသိလို့မလို့ရှေ့ဆုံးရနေလဲထားရမလားနောက်ဆုံးကနေထားရမလားနှစ်ခုထားလို့ရရလေနော်အဲ့ဒါလိုအနေထားမှာတို့က grammar pattern ဖြစ်တဲ့ဒါခဲအသက်ဆိုတာကိုမသိတဲ့အနေထားအနေနဲ့ပဲစဉ်းစားနေရနော်ဒါခဲအသက်ဆိုတာကတော့ N2 မှာတင်ရမယ် grammar pattern ကြီးမလို့ခဏထားလိုက်အောင်အဲ့တော့တို့ကအသက်ကိုရှေ့ဆုံးပို့ရမလားနောက်ဆုံးပို့ရမလားစဉ်းစားတဲ့အခါကော်မာရဲ့အရှိကကွက်လက်ကများသောအားဖြင့်တဲ့ခေးတွေပဲလာတတ်ပါတယ်ဒီနေရာမှာ verb တဲ့ခေးတွေပဲလာတာများပါတယ်အကယ်၍အခုလိုမျိုး level အမြင့်ကပေါ့နော် pattern နေနဲ့ရောပေးထားလို့မသိတဲ့အနေထားရန်ရတော့မယ်ဟေ့ဆိုလို့ရှိရင်နော်ကော်မာရဲ့အရှိမှာတဲ့ခေးကိုယာထားပြီးတော့ထည့်ကြည့်ပါကဲဟုတ်ပြီဒါဆိုရင်2 1 4 3ဆိုပြီးတော့ဖြစ်သွားပါမယ်ဘာသာပြန်ကြည့်လိုက်တဲ့အခါဝါကိုင်းတုန်နေနင်းခိကာအာရုမိဆဲဆိုတဲ့ခါကျတော့လူငယ်တွေကြားထဲမှာနာမည်ကြီးတဲ့ဆိုင်တာခဲအသက်ဆိုတာကတော့ N2 မှာသင်ရဲ့ grammar pattern မှာဖြစ်တဲ့အတွက်ဆိုတဲ့အဓိပ္ပာယ်သူကချီးကျူးပြီးတော့ပြောတာပါဝိုင်းမူလထွန်းကားရနေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဝိုင်းတွေကစုံမစုံပြားဆိုတဲ့ပုံစံလိုမျိုးပေါ့နော်ရှင်းနောက်ကြောင်ကျိုလျောညီပါပေးတယ်ဆိုပြီးတော့ချီးကျူးတာပါအခုလည်းပဲအဲ့ဒါလိုပါပဲလူငယ်တွေကြားထဲမှာနာမည်ကြီးတဲ့ဆိုင်ဆိုတဲ့အတိုင်းပဲဘယ်ဝက်စားလေးမဆိုကိုပဲဈေးလေးကိုချိုးလို့ဒါမျိုးအနေနဲ့တို့ကဒါခဲအသက်ကိုတုံထားတာပါအဲ့တော့ဒီမှာဆိုရင်တော့တို့က N2 က grammar pattern တွေကိုမသိရသေးတဲ့အနေထားမှာစောနာလိုမျိုးပဲစဉ်းစားပါကော်မာရဲ့အရှိမများသောအဖြစ်တော့တဲ့ခေးတွေကလာတတ်ပါတယ်ကဲဒါဆိုနောက်ထပ်တစ်ပုဒ်သွားရအောင်တိုင်းဆဲဆွနာတိုမိုတာချီကနာခုနာတဲ့တိုင်းဆဲဆွနာဆိုတာကကြတော့အရေးကြီးတယ်ဆိုပြီးကကြအတွေ့များတာပေါ့နော်အခုဒီမှာဆိုလို့ရှိရင်တော့ချစ်မြတ်နိုးရတဲ့ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးထားတာပါအဓိပ္ပာယ်လည်းတကယ်ရှိပါတယ်အဲ့တော့ကိုချစ်မြတ်နိုးရတဲ့တငယ်ချင်းလေးကကွယ်လွန်သွားပြီးကကြဒီမှာတွေ့လားကော်မာရဲ့အရှိမပါလဲတဲ့ခေးပဲနောက်ကွက်လက်လေးခုနဲ့ food store တဲ့အဲ့တော့ food store ရဲ့အရှိမဆိုလို့ရှိရင်ဘာလာနိုင်တယ်လဲဆိုတော့ပိုလိုက်ဖောင်နေ plain ဖောင်လေသို့မဟုတ် grammar pattern တွေလာနိုင်ပါတယ်ဒါဆိုရင်နံပါတ်1က particle ခါနဲ့ဆုံးတာဆိုတော့ food store ရှိမှထည့်လို့ရလားမရဘူးနံပါတ်2ကတော့နိုင်တာလို့ခေါ်တဲ့ငိုခဲ့တယ်ဆိုတဲ့ခါကျတော့သူကတာခေးဖြစ်တဲ့အတွက်ကြောင့် plain ဖောင်နေနေဆိုတော့ထည့်လို့ရတယ်အဲ့တော့ဝက်ချောက်တစ်ချက်ကြည့်လိုက်တော့ကိုချစ်ရတဲ့တငယ်ချင်းလေးကွယ်လွန်သွားတယ်ငိုခဲ့တယ်เนาะအတိတ်ပဲလည်းရှိတယ်ကဲဟုတ်ပြီဆက်ပြောသွားမယ်ခူရိုက်ဆိုတာကအီမီ3ခုရှိတယ်ပထမဆုံးကတော့ရေပူရအကျန်းပြင်းနေတဲ့ခန့်မှန်းပြောဆိုတာလောက်ဆိုတဲ့အတိတ်ပဲ7မိနစ်လောက်ဒါမျိုး15မိနစ်လောက်အတိုင်းတာပမာဏကိုဖော်ပြပြောဆိုမယ်ဆိုရင်တော့အီမီနီယာ3ပါလောက်အောင်ဆိုတဲ့အတိတ်ပဲအဲ့တော့မိတ်နိုင်
လာအောင်ကိုပဲတော့ကရများနေရဆိုတာလိုမျိုးနောက်ထပ်တစ်ခုကတော့မမှုတာတဲ့မဖြုံတဲ့အနေနဲ့လောက်ကတော့လောက်နဲ့တော့ဆိုပြီးတော့သုံးပါတယ်အဲ့တော့ဘယ်လိုနေထားလဲဆိုလို့ရှင်ဟဲ့အဲ့ဒါလောက်တန်ရလောက်နဲ့ကတော့ဆရာဝန်စီသွားစရာမလိုပါဘူးအဲ့တော့အေးမိတာလောက်နဲ့တော့အလုံနာစရာမလိုပါဘူးဒါမျိုးအတိုင်းတာပမာဏရဲ့နှိမ်ချောင်းနေချောင်းပြောတဲ့ပုံစံပါနောက်နံပါတ်၄ကကြဒေနာခုနာတို့အဲ့တော့ဒေနာခုနာတို့ဆိုတဲ့ခါကြတော့ဒေရုဆိုတဲ့စကားလုံးကိုတွေ့ရင်ပါတီကယ်အရာသူ့ရဲ့အရှိမဘာတွေလာနိုင်တယ်လဲဆိုရင်၃ခုလာနိုင်ပါတယ်ပါတီကယ်ကလာနိုင်တယ်ပါတီကယ်အုတ်လာနိုင်တယ်ပါတီကယ်နိလာနိုင်ပါတယ်အဲ့တော့ဒေရုဆိုတဲ့ဘောကတ်တစ်ခုတည်းကိုပဲဒီပါတီကယ်၃ခုကိုလိုက်ပြီးတော့ဘာသာပြန်တာတွေလည်းပြောင်းသွားပါတယ်ပါတီကယ်ခနဲ့သာသွားတွဲလိုက်မယ်ဆိုရင်ကြည်တိုးရှိသဘောတရားဖြစ်သွားပါတယ်ဥပမာအားဖြင့်မွန်တိုင်းကဒေရုဆိုပြဿနာဖြစ်တယ်ဆိုတာလိုမျိုးနောက်ဆက်ခိကဒေရုဆိုချောင်းဆိုးတယ်ဆိုတာလိုမျိုးအဲ့တော့ကြည်တိုးရှိသဘောတရားလိုမျိုးဖြစ်သွားပါတယ်ပါတီကယ်အိုးနဲ့သွားတွဲရဆိုလို့ရှိရင်တော့ထွက်ခွာကြအောင်ပြောတာပါခိစားတန်အိုဒေရုဆိုလက်ဖက်ဆိုင်ကနေထွက်လာရဆိုတာလိုမျိုးဒိုင်းကခိုဒေရုဒါမျိုးတွေပေါ့နော်အိုဒေရုဆိုလို့ရှိရင်ဂျာထွက်လာရဆိုတဲ့အဓိပ္ပာယ်ပါတီကယ်နိဆိုတာကတော့သူကပါဝင်ဆင်နွှဲရဲဆိုတဲ့သဘောတရားကိုပြောချင်တာပါလီယိုခိုနီဒေရုဆိုခီးမှာပါဝင်နေဆိုတာလိုမျိုးပါဒါကြောင့်မလို့ဒေရုကိုတွေ့ရဆိုလို့ရှိရင်ကောင်းအိုနိဆိုတဲ့ပါတီကယ်၃ခုတည်းကတစ်ခုခုများပါနေကောက်တွဲလိုက်ပါဒါဆိုရင်နံပါတ်1ဖြစ်တဲ့နာမီတာကဆိုတော့မျက်ရည်တွေကဆိုတော့ပါတီကယ်ခနဲ့စုံနေလို့မလို့တစ်ရဲ့နောက်ကနေနံပါတ်4ကိုထည့်လိုက်ပါတယ်မျက်ရည်တွေကမထွက်တော့ဘူးဖြစ်လာတယ်ပေါ့နော်ဒန်နိုင်ဆိုမထွက်ဘူးဒန်နာခုနာလို့ဆိုတော့မထွက်တော့ဘူးဖြစ်လာတယ်တဲ့ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကိုအရန်ချစ်ရတဲ့တငယ်ချင်းလေးကွယ်လွန်သွားတယ်ဆိုမှဘာဖြစ်မှာလဲငိုမှာပဲငိုတဲ့အတိုင်းတာပမာဏကိုလာပြီးတော့ပြောလိုက်တာကမျက်ရည်တွေမထွက်တော့လောက်အောင်ကိုပဲငိုလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မလို့တစ်လေးရဲ့အနောက်ကနေပြီးတော့3ကိုထည့်လိုက်ပါတယ်မထွက်လာအောင်ဒီမှာဆိုလို့ရှင်တော့နာရုဆိုတာကဘာနဲ့ဆုံးလဲဆိုတော့ plain ဖောင်နဲ့ဆုံးတာပဲအဲ့ဒီ plain ဖောင်နဲ့ဆုံးတဲ့ကဏ္ဍပါနောက်ကနေပြီးတော့နောင်ကိုထပ်ဆက်မှာလားပတ်တန်ထပ်ဆက်မှာလားဆိုတော့ဒီမှာဆိုရင်ခူရိုင်းလို့ခေါ်တဲ့ grammar pattern ကိုလာပြီးတော့ထပ်ဆက်ချလိုက်တာပါဒါကြောင့်မလို့1 4 3နှစ်ဆိုပြီးတော့ဖြစ်သွားပါမယ်1 4 3နဲ့ပြန်ပြောပြမယ်နော်ပါတီကယ်ကကိုသွားရှာဆိုလို့မလို့နံပါတ်1က4ရဲ့အရှိကနေရောက်လာတယ်ဘာလို့ပါတီကယ်ကကိုရှာရတာလဲဒဲရုရဲ့အရှိမှာကပါတီကယ်ကပါတီကယ်အိုပါတီကယ်နိဆိုရဲ3ခုကလာတတ်တယ်ကတ်တတ်တယ်ဒါကြောင့်သူတို့3ကိုသွားရှာလိုက်တော့1နဲ့4နဲ့တွဲသွားတယ်4ကဘာနဲ့ဆုံးလဲနာရုလို့ခေါ်တဲ့ plain ဖောင်နဲ့ဆုံးတယ် plain ဖောင်နဲ့ဆုံးရင်ဒီအပေါ်ပုံမှာပြောခဲ့သလိုပဲသူ့ရဲ့နောက်မှာနောင်တော်၎င်း grammar pattern တော်၎င်းလာနိုင်တယ်ဆိုတော့ဒီမှာကကျန်တာကနာယိတနဲ့ခူရိုင်းပဲကျန်တာဒါဆိုလို့ရှင်နော် pattern ဖြစ်တဲ့ခူရိုင်းကိုကောက်ပြီးတော့ကတ်လိုက်တယ်ဒါကြောင့်မလို့ star ကြနံပါတ်က3ဖြစ်တယ်ဒါကြောင့်3ကိုခဲချယ်လိုက်တယ်နောက်ဆုံးကလည်းဘာနဲ့ဆုံးလဲနာယိတငိုခဲ့တယ်ဆိုတော့ full stop ရဲ့အရှိမှာပိုလိုက်ဖောင် plain ဖောင်သို့မဟုတ် grammar pattern ဒီမှာဆိုရင်တော့ plain ဖောင်ကြီးလာပြီးတော့ထည့်လိုက်တယ်ဒါပါပဲကဲဟုတ်ပြီဒါဆိုရင်နံပါတ်18ကိုသွားမယ်ခိုင်းကီဆိုအစီအဝေးနာနီနာနီကိုရှီယောတုခိမေတာနာနီနာနီကိုလုံးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်ပါတီကယ်အိုရဲ့ရှေ့မှာဘာလိုက်မှာလဲနောင်းလိုက်မှာပေါ့တနည်းအားဖြင့်တော့ကန်နောင်းလိုက်မှာပေါ့နော်ကဲဟုတ်ပြီနောင်းလိုက်ရှာလိုက်တဲ့ကအန်ခဲတိုဆိုတာကလည်းနောင်းပါပဲတဲ့ဆိုတာကတော့သူကနေရာရဲ့အနောက်ကနေလိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေရာမှားဆွဲဒိတ်ပဲမကောင်းတဲ့ကိစ္စတွေဆိုလို့ရှင်တော့အဲ့ဒီမကောင်းတဲ့ကိစ္စကြောင့်တနည်းအားဖြင့်မီးငလင်ကြောင့်လို့เนาะမီးလောင်မှုကြောင့် accident ကြောင့်လို့ဒါမျိုးအနေနဲ့လည်းသုံးလို့ရပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နိယောတို့သွားရအောင်နိယောတို့ဆိုတာကတော့အီမီအရဆိုလို့ရှိရင်N3 မှာတော့9ခုသင်ရတယ်အကြောင်းရင်းနဲ့နောက်ကနေဆိုရင်ကြောက်ဆိုပြီးတော့ဘာသာပြန်ရမယ်တစ်တော်တွေခုတ်လဲခြင်းကြောင့်နီလိုက်နောက်ကနေဆိုရင်ဖြင့်ဆွေဘာသာပြန်မယ်ဖုံးဖြင့်နောက်ထောက်ထားရဲ့နောက်ကနေဆိုရင်ပုံမူတီပြီးဆွေဘာသာပြန်မယ်ရမှတ်ပုံမူတီပြီးတော့အတန်းခွဲရဲဆိုတာလိုမျိုးနောက်တစ်ခုကတော့ A ကွာရင် B ကွာမယ်နိုင်ငံကိုလိုက်ပြောယဉ်ကျေးမှုတွေလည်းပဲကွာရဲဆိုတာလိုမျိုးနောက်ဆုံးတစ်ခုကတော့တို့ကပေါ်မူတည်ပြီးအလိုက်လိုက်ပြီးကြိုက်သလိုဘာသာပြန်လို့ရတဲ့အဓိကကတော့ဖြစ်လာနိုင်တဲ့ချွန့်ချက်ကိုကြိုပြီးတော့ပြောထားတဲ့သဘောတရားပါနံပါတ်၄ကတော့ down ဆိုတော့ဖုံးဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်နောင်ပဲကဲဟုတ်ပြီဒါဆိုနောင်က2ခုရှိတဲ့အနေအထားမှာတင်းနဲ့လေဘာကိုသွားပြီးကကြာရှီယောတုခိမေတာနဲ့သွားပြီးတော့တွဲရင်ကောင်းမလဲအန်ခဲတိုရှီယောတုခိမေတာဆိုရင်တော့စစ်တမ်းကောက်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒန်ဝေါရှီယောတုခိမေတာဆိုလို့ရှိရင်ကြတော့ဒါဆိုရင်တော့ဒန်ဝေါစုတို့ဒန်ဝေါရှီမတ်ဆိုလို့ရှိရင်တမျိုးဖြစ်နေနော်အန်ခဲတိုစုတို့ဆိုတော့ကွက်တီပဲဒါကြောင့်ဒီနေရာမှာတစ်ကိုသွားပြီးတော့ထည့်လိုက်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ဒဲနဲ့သွားတွဲဖို့အတွက်ခိုင်းကီလို့ခေါ်တဲ့အစီအဝေးဆိုတဲ့နေရာကြီးပါနေလို့မလို့နေရာရဲ့အနောက်ကနေပြီးတော့ပါတီကယ်တဲ့ထည့်လိုက်တယ်အစီအဝေးမှားဆိုတဲ့အဓိပ္ပာယ်ကဲဟုတ်ပြီဒါဆိုရင်3နဲ့4နဲ့ကျန်တဲ့အနေထားမှာ3 4လား4 3လားဆိုတဲ့ခါကျတော့
နိယောရုဆိုတာကနောင်နဲ့လာတွဲတယ်လေဒါကြောင့်မလို့4-3ဆိုထည့်လိုက်ပါတယ်အဲ့မှာဆိုရင်နိယောရုကဘယ်အီမီယာမှန်သွားတာလဲဆိုလို့ရှိရင်ကြတော့အီမီနီဖြစ်တဲ့နီလန်းဖြင့်ဆိုရဲအီမီယာမှန်သွားပါတယ်အစီအဝေးမှာဖုံးဆိုတဲ့နီလန်းကြီးဖြင့်စစ်တမ်းကောက်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်အဖြေမှန်ကတော့နံပါတ်1ဖြစ်သွားပါမယ်ကဲဟုတ်ပြီဒါဆိုရင်နံပါတ်19ကိုသွားပါမယ်နံပါတ်19ကကြတော့ဘာလဲဆိုလို့ရှင်ခုနို့ရှော့ဆက်ဆိုတာဒီဝတ္ထုကတော့လေတဲ့စခုရှာတော့နော့တွေ့တဲ့ဘာရှာမှာလဲနောင်ရှာရမှာပေါ့ဒါဆိုရင်နောင်နဲ့စတဲ့အရာကိုရှာပေးရမှာเนาะအရင်တော့က54တော့လိုမျိုးနောင်လေးတစ်လုံးနဲ့ပေးထားမျိုးမတွေ့ရဘူးဆိုရင်နောင်နဲ့စတဲ့စကားစုတွေရှာရမှာဒါဆိုရင်နံပါတ်1ကကြခေခံဆိုတော့နောင်နဲ့စထားတယ်ရှိတဲ့ဆိုတော့ verb ကြီးမုတ်တိုနီရဲ့ခါခလည်းတဲ့ adu ရဲ့ဆိုတော့နောင်နဲ့စတာဆိုလို့1ပဲရှိတယ်ဒါကြောင့်ဒီနေရာမှာ1ကိုယူလိုက်တယ်နောက် full stop ရဲ့အရှိမဆိုလို့ရှိရင် grammar pattern တော့၎င်း plain ဖောင်ပေါ်တော့၎င်းလာနိုင်တယ်ပို့လိုက်ဖောင်တော့၎င်းလာနိုင်တယ်ဒါဆိုလို့ရှိရင်じゃဒီမှာဆိုရင် verb တဲ့ adu နဲ့စုံတဲ့နံပါတ်လေးကိုထည့်လိုက်မှာပေါ့ရေးသားထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဲဟုတ်ပြီဒါဆိုရင်2နဲ့3ကို2 3လား3နဲ့လားဆိုတော့ now motonish တဲ့ဆိုရယ် grammar pattern ကိုသုံးထားပါတယ် now motonish တဲ့ဆိုရယ် grammar pattern ကိုလာထားတာပါဒါကြောင့်မလို့3နှစ်ဖြစ်သွားတယ်အရှိမက k ကောင် motonish တဲ့ဆိုတော့ now motonish တဲ့ဆိုရယ် grammar pattern now motonish တဲ့ဆိုတော့ noun ကိုအခြေခံပြီးဆိုတဲ့အဓိပ္ပာယ်ပါဒီဝတ္ထုကစာရေးသူရဲ့အတွေ့အကြုံကိုအခြေခံပြီးရေးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကြောင့်ဖြေမှန်ကတော့နံပါတ်2ဖြစ်သွားပါမယ်ကဲဟုတ်ပြီဒါဆိုရင်နံပါတ်20ကိုသွားပါမယ်နံပါတ်20ကတော့ကွက်လက်လေးကူကောမှာကုတ်လိုက်တယ်ရက်ဆိုကွာမမိုဒီမဆိုဂတိကိုတော့စောင့်ထိန်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်တက်ဖောင်နဲ့ဆုံးတာလည်းမပါဘူးဆိုတော့လိုက်ပြောကြည့်ကြအောင်အားသဲမို့ဆိုတော့ရှိရင်တောင်မှရှိရင်ပဲဖြစ်ဖြစ်ပေါ့နာနီကဆိုဘာကဝါတာရှိနီဆိုတော့ကျွန်တော်မှာတာတွဲဆိုတော့အကယ်၍အဲ့တော့သူ့မှာ grammar pattern ရှိတယ်တာတွဲနာနီတက်မို့ဆိုတာအကယ်ဒီလိုဖြစ်တယ်ဆိုရင်တောင်မှဆိုတဲ့အဓိပ္ပာယ်အဲ့ဒီအကယ်၍ဆိုတဲ့စကားလုံးကလည်းပဲဝက်ကြရဲ့ထိတ်ဆုံးကနေနေရာယူပါတယ်ဒါကြောင့်မလို့နံပါတ်လေးကိုထိတ်ဆုံးကနေသွားလိုက်တယ်အကယ်၍ပေါ့နော်အဲ့တော့အားတဲ့မို့ဆိုတော့ရှိရင်တောင်မှရှိရင်ပဲဖြစ်ပေါ့နော်ဘာရှိရင်လဲကျွန်တော်မှာတစ်ခုခုပေါ့ဒါကြောင့်မလို့3နှစ်ကလေကောင်ကနေထည့်လိုက်တယ်နောက်ဆုံးမှာမှ1အကယ်၍ကျွန်တော်မှာတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင်မှပဲဂတိကတော့စောင့်ထိန်ပါမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့တာတွဲနာနီတဲ့မို့ဆိုရယ် grammar pattern အဲ့ဒီတဲ့မို့မှာကအကယ်၍ဒီလိုဖြစ်တယ်ဆိုရင်တောင်မှဒီလိုရှိတယ်ဆိုရင်တောင်မှဆိုတော့ဝကြကြီးကအဓိပ္ပာယ်မရှိလို့မလို့တစ်ခုခုကဖြစ်တယ်ဆိုရင်တောင်မှဆိုရင်နာနီကထည့်လိုက်တယ်ဘယ်သူမှလဲကျွန်တော်မှာဆိုဝါတာရှိနီနာနီကအားတဲ့မို့ဆိုပြီးကကြတော့3နှစ်1ပေါ့နော်ရှေ့ဆုံးကနံပါတ်4နဲ့ဆိုတော့4 3နှစ်1ဆိုပြီးကကြတော့နေရာယူသွားပါတယ်အဲ့တော့မှတ်ရမှာကအကယ်၍နာနီတဲ့မို့ဆိုရယ် grammar pattern လေးရှိတယ်အကယ်၍ဆိုတာကဝက်ကြရဲ့စကားစုရဲ့ထိတ်ဆုံးမှာနေရာယူတယ်ဒါဆိုလို့ရှိရင်တော့နားလည်မယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်